Hey ခဏကြောင်မသွားကြနဲ့ဒီထဲမှာ honor gain လို့ခေါ်တဲ့ HOK နေပါဦး HOK လို့ခေါ်တဲ့ honor gain အဲ့လိုလည်းမဟုတ်သေးပါဘူးအထူးသဖြင့်ကျွန်တော်လိုမျိုး HOK ထဲမှာရှိတဲ့ hero တွေကိုအတန်ထွက်မမှန်နဲ့မဖတ်တတ်တဲ့သူရှိလားဒီကောင်တွေရဲ့နာမည်တွေကိုကျွန်တော်တကယ်မဖတ်တတ်ဘူးဗျကြည့်ရတော့သူတို့ရဲ့နာမည်တွေကတရုတ်နာမည်ကြီးဖြစ်နေတယ်ကျွန်တော်ကတရုတ်ကားဆိုရင်အနောက်ပေါက်သူခီးသွားရင်းဆိုရယ်ဝူခုံးကားပဲသိရဗျအဲ့တော့ဘလို့မှမဖတ်တတ်ဘူးဆိုတော့ဒီဗီဒီယိုလေးအောက်မှာကိုတကယ်မဖတ်တတ်တဲ့ hero ရဲ့နာမည်လေးကိုတယောက်ကရေးသွားရင်တကယ်သိရလူတယောက်ကဝင်ပြီးတော့ရေးလိုက်မကောင်းလားဥမာဒီ hero ရဲ့နာမည်ကိုတကယ်မသိဘူးဆိုရင်တကယ်သိရသူတယောက်ကမြန်မာလိုမျိုးဒါဘလို့ဖတ်ရတယ်ဆိုရေးပြီးရင်တကယ်မသိရသူတွေအတွက်အများကြီးအဆင်ပြေမယ်လို့ထင်တယ်ကျွန်တော်အစီအစဉ်မစိုးလားတော့မသိဘူးအဲ့လိုလေးဆိုရင်တော့တော်တော်လေးကောင်းမယ်ဗျဘာပြောပါသိကျင်တဲ့သူနဲ့ကိုညီချင်းစိတ်ရှိရဆိုရင်တော့ comment လေးဝင်ရေးခဲ့ပါအခုလက်ရှိကျွန်တော်ကင်နေတဲ့ hero ရဲ့နာမည်ကSong Yu မီးကောင်